蒙路所在亲嘛，他没有打亲路当所的亲嘛，他把我妈接A来，你打出来，谁比哪家把谁都，什么一起来呢，知道没？Come on， 今天嘛不等你的看啥样的太阳瑞谷。တွေကနားထောင်ပေးမဲ့ကလေးတစ်ယောက်ရဲ့မှန်တာတွေကိုငါရေးတဲ့စာသားတွေကအတိတ်ပဲရှိပြီးလက်ညောင်းနေလဲနားတွေကိုမမှုဘူးငါဘဝရဲ့အကြောင်းတွေပဲမိသားစုကံကြမ္မာရဲ့ပြောင်းလဲမှုကမကောင်းခဲ့ပါသိရကြောတန်တဲ့အိမ်ကိုသေးတွေနေပြီးရောင်းခဲ့တာနောက်ပြီးတော့ဓမ္မဝိဟာရလမ်းကအိမ်ကိုပြောင်းခဲ့တာကြောင်မြောင်းကခွန်လာမှနေပြီးတော့ဘွားကိုချောင်းခဲ့တာချိန်ရှိသမျှကြိုးစားပြီးငါကက်တွေစိတ်နဲ့မချခဲ့ပါမိဘကိုပြတ်ချကျွေးမဲ့စိတ်ချဒီတကအားအလဲပါလေးစားတဲ့ကျွန်တော်အဖေကမိသားစုတွေဦးဆောင်ပါဒါပေမဲ့မပြောင်းလဲဘူးနေတိုင်းမဲ့အဖေကမထူးရောက်တာအိမ်ထဲမှာနေနေရင်စကားတွေကညာလိုက်ထက်လာတာမင်းဖေကအခုဘာလုပ်လဲမေးဖြေရမှာခက်လာတာအဲ့ဒီကြောင့်ကိုတွေးရင်မျက်ရည်ကအလိုလိုပဲတက်လာတာရှင်ဘတ်တဲ့ထိုးထည့်ထားတဲ့တရားကလည်းနဲ့လာတာဘယ်ချိန်မှပြောစရာတွေရလာမှလဲဒီတိုင်းမဲ့ကျွန်တော်တို့ဒုက္ခတွေရချားကနှလုံးတွေကအချင်းတွေကန်းချောင်းနေပြီတစ်ချက်လောက်ကြည့်ပါအားရနေတဲ့မျက်နှာတွေကိုချောင်းနိုင်ဆိုပေးရပြန်လာပေးပါမိုးချုံမှာကိုရမ်းမကြောက်နေခဲ့တာအဖေနဲ့မေအစင်ပြင်းနေပြကောင်းပါမြဲဒီစိတ်ဆင်းရဲမှုတွေကိုထားခဲ့ခြင်းနဲ့တိတ်ကောင်းပါပဲအပြင်းမဝေဖန်ခံမောပန်းတဲ့အဖြစ်ကိုအမေမသိဘူးကျွန်တော်အိမ်ကိုပြန်လာတိုင်း6နာရီဆိုဖေးမရှိဘူးအလုပ်ထဲမှာနာကျင်လုံးတဲ့ဝေဒနာကိုပြောမလို့ဘာမှမကြားခြင်းဘူးစိတ်ရှုပ်စရာပဲတော့ဆိုတစ်ချိန်မှတကောကောင်းဆန်ပြီးထွက်သွားခြင်းနဲ့အဝေးကိုဒါပေမဲ့မထားခဲ့နိုင်ဘူးကျွန်တော်သိချစ်တဲ့အမေကိုအောင်မြင်မှုတွေရှိလာရင်ပြောစရာတွေတွေးလို့သားတွေကိုမသနာဘူးလားအဖေကိုကျွန်တော်တွေမင်းမလို့မငယ်ချင်းရက်သားမို့လေချမ်းရင်ဝင်းကိုအားကြတယ်သူတို့မိဘတို့ရဲ့တွေးမှုကိုသူတို့လည်းမသိကြဘူးအိမ်မှာလည်းလိုချင်တာပေါ့ဒီလိုမျိုးတွေမရှိကြဘူးငါတို့ရဲ့ရက်တက်ကတ်ကိုငါကိုယ်တိုင်လည်းမသိရဘူးအယောင်သွေးတွေစုံနေတဲ့ဒီအိမ်ကလေးကိုမပြတ်စည်းပါနဲ့ခုနနာကိုတက်လိုက်ဆင်းလိုက်လုပ်တဲ့အမေလည်းအသက်ကြီးပါတယ်မပြတ်စည်းပါကွယ်အဖေကိုငဲတဲ့ခုံယူပြီးတော့အိမ်ထဲမှာစိတ်ဆင်းရဲတဲ့စကားတွေကိုလည်းတက်ကြီးပါနဲ့ဘယ်ချိန်မှပြောစရာတွေရလာမှလဲဒီတိုင်းပဲကျွန်တော်တို့ဒုက္ခတွေရချားကနှလုံးတွေကအချင်းတွေကန်းချောင်းနေပြီတစ်ချက်လောက်ကြည့်ပါအားရနေတဲ့မျက်နှာတွေကိုချောင်းနိုင်ဆိုပေးရပြန်လာပေးပါမိုးချုံမှာကိုရမ်းမကြောက်နေခဲ့တာအဖေနဲ့မေအစင်ပြင်းနေပြကောင်းမှမြဲဒီစိတ်ဆင်းရဲမှုတွေကိုထားခဲ့ခြင်းနဲ့တိတ်ကောင်းပါပဲအိမ်ကိုရှင်ထဲမှာမမေ့နိုင်တာတွေပြောပြခြင်းနဲ့အရှင်ကရေခဲတို့ရောင်းတဲ့ဘဝကိုပြန်မရောက်ချင်ဘူးနောက်ပြီးတော့ကုံစုံစံရောင်းတဲ့အချိန်ကိုပြန်မသွားချင်ဘူးရက်ွက်ကပေးတဲ့ဆန်ကိုတန်းစီတဲ့လူပြန်မဖြစ်ချင်ဘူးဆွေမျိုးတွေစီမှာပတ်သက်ကြီးတဲ့အမေကိုမနာဘူးလားခမင်းတော့စားရတဲ့ကျွန်တော်တို့အပြစ်ကိုတမ်းမမြင်ချင်ဘူးကျွန်တော်ညီလေးရွှေရှင်လာကမပေးနိုင်တာကိုကြည့်ရနိုင်တာလူ